တငယ်ချင်းတို့တခါတလေမှာအချိန်တွေဟာရှေ့ဦးမဆက်ပဲတနေရာထဲမှာရက်တန့်နေတယ်လို့ခံစားမှုပါသလားကျွန်တော်တို့ဒီနေ့ပြောပြပြီးတော့မှာကတော့မြေပုံပေါ်မှာရှာမတွေ့နိုင်တဲ့မျိုးလေးတစ်မျိုးနဲ့အဲ့ဒီမျိုးလေးမှာရှိတဲ့ထူးဆန်းတဲ့နိုင်ပင်ဆိုင်လေးတစ်ဆိုင်အကြောင်းပဲဖြစ်ပါတယ်မျိုးလေးနဲ့အမြဲဖုံးလွှမ်းနေတဲ့တောင်ကြားတစ်ခုမှာအချိန်ခွင်ရှာလို့ခေါ်တဲ့မျိုးလေးတစ်မျိုးရှိပါတယ်ဒီမျိုးရဲ့လမ်းမထက်မှာလူတွေဟာပုံမှန်အတိုင်းသွားလာနေကြပေမဲ့ထူးခြားတာကသူတို့စီမှာစက္ကန့်တန်မရွေးတဲ့နိုင်ကိုစီရှိနေကြတာပါမျိုးလေကောင်းကတစ်သားအိမ်လေးထဲမှာတော့အသက်ကြီးရင်းလာပြီဖြစ်တဲ့ဦးလေးခန့်ဆိုတဲ့နိုင်ပြင်သမားလေးတစ်ယောက်ရှိပါတယ်။သူဟာတာမန်နိုင်တွေကိုပြင်နေတာမဟုတ်ပဲလူတွေရဲ့ဆုံးရှုံးသွားတဲ့အချိန်တွေကိုပြန်ပြုပြင်ပေးတတ်တဲ့သူလို့နာမည်ကြီးပါတယ်။တနေ့မှာတော့မြို့ပြင်ကနေရောက်လာတဲ့လူငယ်လေးတစ်ယောက်ဟာဦးလေးခန့်စီကိုအပြေးလွှားရောက်လာပါတယ်။သူ့လက်ထဲမှာမှန်ကွဲနေတဲ့ရွှေရောင်နိုင်ဟောင်းလေးတစ်လုံးပါလာပါတယ်။ဦးလေးကျွန်တော်ရဲ့မနေ့ကအချိန်တွေကိုပြန်ပြင်ပေးပါကျွန်တော်မှားခဲ့တဲ့အမှားတွေကိုပြန်ပြုပြင်ခြင်းလုပ်ပါလို့သူကတောင်းဆိုလိုက်ပါတယ်ဒီတော့ဦးလေးခန့်ကသူ့ကိုစိုက်ကြည့်ပြီးအေးစစ်စစ်ပဲပြန်ပြောလိုက်တယ်ငါတူနိုင်ကိုပြန်ပြင်လို့ရပါမယ်ကုံဆုံးသွားတဲ့စက္ကန့်တန်တွေကိုတော့ပြန်ဝယ်လို့မရဘူးတဲ့ဒါပေမဲ့အဲ့ဒီလူငယ်လေးဟာတကယ်တော့အချိန်ကြီးသားတစ်ယောက်ဖြစ်နေပါတယ်သူဟာအတိတ်ကိုပြန်သွားဖို့ကြိုးစားရင်းဒီမျိုးလေးထဲမှာပိတ်မိနေတာပါဦးလေးခန့်ပြန်ပြင်ပေးလိုက်တဲ့နိုင်ကစက္ကန့်တန်တွေပြန်လဲပတ်တဲ့အချိန်မှာတော့မြို့တစ်ခုလုံးဟာဖုံမုံနေဖြစ်ပြောင်းလဲသွားပြီးလူငယ်လေးဟာအနာဂတ်ရဲ့လူသူမရှိတဲ့ကဘာပြက်ကိန်းတစ်ခုတွေကိုရောက်သွားပါတော့တယ်ဒီဇလန်နီကနေကျွန်တော်တို့ကိုပေးခြင်းတဲ့သင်ခန်းစာကတော့အတိတ်မှာအမားတွေကိုပြန်ပြင်ဖို့ကြိုးစားနေတာတဲ့လက်ရှိပိုင်ဆိုင်ထားတဲ့ချိန်တွေကိုတန်ဖိုးရှိရှိအသုံးချဖို့ပါပဲအချိန်ဆိုတာပြန်ပြင်လို့မရတဲ့စက်ပစ္စည်းတစ်ခုလိုပါပဲတကယ်ချင်းတို့ရောအတိတ်ကိုပြန်သွားခင်ရမယ်ဆိုလို့ရှိရင်ဘယ်အချိန်ကိုပြန်သွားခြင်းလဲကောမန့်မှာရေးပေးခဲ့ကြပါဦးအချိန်ကားလုံးကိုပြန်သွားလို့ရပါမယ်သူမနဲ့ရှိခဲ့တဲ့အချိန်တွေကိုတော့ပြန်သွားလို့မရနိုင်ပါဘူးဘာကြောင့်လဲဆိုတော့ခမရတို့ဘဝရဲ့အချိန်တိုင်းမှာတယောက်တည်းဖြတ်တန်းရပြီးသူမဆိုတာမရှိခဲ့လို့ပါအခုလိုစိတ်ဝင်စားစရာဇာတ်လမ်းတွေကိုအမြဲနားဆင်ဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးเนาะအဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်